ဒီနေ့မှာတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တစ်ပုဒ်ကိုပြောပြခြင်းပါတယ်ဒီပုံပြင်ကတမန်တော်ကြီးပေါလုရဲ့နောက်ဆုံးအချိန်တွေအကြောင်းဖြစ်တယ်လို့အခက်အခဲဆုံးအချိန်တွေမှာတော့မရစ်တီပေးခဲ့တဲ့မိတ်ဆွေစစ်တွေရဲ့ကံပေါ်အကြောင်းကိုလည်းဖော်ပြနေလာပါဟုတ်ပြီမိတ်ဆွေစစ်ဆိုတာဘယ်လိုမျိုးခေါ်ရလဲအဲ့ဒီမိခွင့်အဖြေကိုရှာဖို့လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်နီးပါးကအဖြစ်ပြန်မှန်တစ်ခုစီကိုကျွန်တော်တို့အတူတူခီးသွားကြည့်ကြအောင်ဒီပုံပြင်လေးပြီးသွားရင်တော့မိတ်ဆွေစစ်ဆိုတာဘာလဲဆိုတာကိုအားလုံးသဘောပေါက်သွားမှာပါကဲကျွန်တော်တို့ရဲ့ပုံပြင်ကရိုမာအင်ပါယာကြီးအာနာဆတ်ထွန်းလင်းတောက်ပါနေတဲ့အချိန်မှာစတင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်ကြီးကခရိယန်တွေတော်လုံးဝမလွယ်ကူခဲ့ပါဘူး။သူတို့ရဲ့ယုံကြည်ချက်ကြောင့်အတန်အန်တလဲနဲ့နေ့စဉ်နဲ့များရင်ဆိုင်ခဲ့ရတဲ့အချိန်တစ်ခုပေါ့။အဲ့ဒီအချိန်ကခရိယန်တွေဖေးရတယ်ဆိုတာလေတကယ်ကိုအနေများလွန်ပါတယ်။သူတို့ကိုဥပဒေမဲ့ဖွဲ့စည်းတစ်ခုလိုတတ်မှတ်ပြီးရစစ်သားတွေလိုသဘောထားတယ်။အချိန်မီဖန်စီတာညင်ပန်နစ်ဆက်တာနောက်ဆုံးအသေးသက်တာမျိုးတွေထီတောင်ခံရနိုင်တဲ့အခြေအနေမှာနေထိုင်ကြရတာပါဒီပုံမြန်ရဲ့အဓိကဇက်ကောင်ဖြစ်တဲ့ပေါ်လူကတော့ခရစ်စတန်ယုံကြည်ခြင်းအကြောင်းကိုလူများသိအောင်နေရာနဲ့ခီးသွားပြီးဟောပြောခဲ့တဲ့သူပေါ့ဒီလိုလုပ်တဲ့အတွက်သူ့ကိုမနစ်သက်တဲ့သူတွေအထူးသဖြင့်သူ့ရဲ့တွန်းတင်ကြတွေကိုလက်မခံနိုင်တဲ့ဂျူးဘာသာအေခေါင်းဆောင်တချို့ကသူ့ကိုအဓိကရန်သူကြီးတယောက်လိုသတ်မှတ်ထားကြတယ်ဒီလို entry များတဲ့အခြေအနေမှာပဲပေါ်လူကိုဒုက္ခရောက်အောင်လုပ်ဖို့အခွင့်အရေးစောင့်နေတဲ့ရန်သူတွေအတွက်အဖြစ်ဖြစ်ကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ဒီနေ့မှာတော့ယောမမျိုးကြီးတစ်ခုလုံးကိုပြာကျသွားစေမဲ့မီးလောင်မှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။လူတွေဟာအိုးမဲအိမ်မဲဖြေးပါလို့ပါကန်ရံပဲမတီးကြောက်ရွံ့တုန်လုံးမှုတွေနဲ့လမ်းနေပေါ်မှာဗရန်ပတာတွေဖြစ်ကုန်ကြတာပေါ့။ဒီလိုကမောကမဖြစ်နေတဲ့အခြေအနေမှာလူတွေကဒေါသထွက်နေကြတယ်လေ။တစုံတယောက်ကိုအဖြစ်ပုံချချင်နေကြတယ်။အဲ့ဒီအချိန်မှာပဲပေါ်လူရဲ့ရန်သူတွေကဒီအခွင့်အရေးကိုလက်လွတ်မခံပဲလူတွေရဲ့အမုန်းတရားနဲ့ဒေါသတွေကိုပေါ်လူစီကိုလမ်းလွဲပစ်လိုက်ကြပါတော့တယ်။သူတို့ကဟော်ဒီမီကိုပေါ်လူရှိုတာဆိုပြီးမဟုတ်မမှန်ဆွဆွဲခဲ့ကြတယ်။ဒီဆွဆွဲချက်ဟာလုံးဝအခြေမြင့်မရှိဘူးဆိုတာသူတို့ကိုယ်တိုင်လည်းသိပါတယ်။ဒါပေမဲ့ဒေါသထွက်နေတဲ့လူအုပ်ကြီးရဲ့အမျက်ဒေါသကိုပေါ်လူအပေါ်မှာစုပုံစေခဲ့ပြီးသူ့တဲ့အရန်ကိုအန်ဒီများတဲ့အခြေအနေတစ်ခုကိုဖန်တီးလိုက်တာပါပဲ။အဲ့ဒီလိုနဲ့ဘဝတစ်လျှောက်လုံးလူတွေကိုကူညီခဲ့တဲ့ပေါ်လူဟာသူလုံးဝမကျူးလွန်ခဲ့တဲ့ဖိမှုစကူအတွက်နောက်ဆုံးတစ်ချိန်အဖြစ်အချင်းချခံခဲ့ရပါတော့တယ်။ကဲအခုပေါ်လူရဲ့ဘဝမှာအမောင်မိုက်ဆုံးအချိန်ကာလတစ်ခုဖြစ်တဲ့ထောင်တဲကသူ့ရဲ့နေရတဲ့အကြောင်းကိုစပ်ပြီးကြည့်လိုက်ကြရအောင်ပေါ်လူရဲ့အခြေအနေကိုစိတ်ကူးနဲ့မြင်အောင်ကြည့်လိုက်ပါလားနေအောင်ကြည်တစမ်းမှမမြင်ရတဲ့အေးဆက်ပြီးဆွဆွနေတဲ့မြင်အောက်ထောင်ထဲမှာတယောက်တည်းအထီးကျန်နေရတဲ့ခန်းစားချက်ကဘလောက်တောင်ဆိုးရွားလိုက်မလဲနော်အဲ့ဒီအချိန်မှာသူ့ရဲ့အသက်အရွယ်ကလည်းကြီးရနေဒီကျမ်းပါရည်ကလည်းမကောင်းဘူးခန္ဓာကိုယ်တစ်ခုလုံးကလည်းနာကျင်ကြိုက်ခဲနေတော့ဒီလိုဆိုးရွားရဲ့အခြေအနေကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတော့စိတ်ပိုင်းဆိုင်ရာကိုပါရမ်းကိုထိခိုက်စေခဲ့တာပေါ့ဒါမဲ့လေဒီလိုအခက်ခဲတွေအားလုံးထက်ဘောလုံးကိုပိုပြီးစိတ်ထိခိုက်စေခဲ့တာကတော့သူ့ရာယုံကြည်ခဲ့တဲ့မိတ်ဆွေတို့ချို့ကသူ့ကိုစွန့်ခွာရကြတာပါပဲသူတို့ဟာအန်ဒရီကိုကြောက်ပြီးဘောလုံးကိုအမောင်ထဲမှာတယောက်တည်းထားခဲ့ကြတယ်ဘောလူဟာသူ့ရဲ့တပည့်ဖြစ်သူတိမိုသေစီကိုရေးတဲ့စာထဲမှာလူကားတယောက်ပဲငါအနာမှာရှိတော့တယ်လို့ရေးခဲ့ပါတယ်ဒီစကလုံးတိုတိုလေးကသူ့ရဲ့အထီးကျန်မှုကိုရောသစ္စာရှိတဲ့မိတ်ဆွေတယောက်ရဲ့တန်ဖိုးကိုပါဘလောက်ထိမိမိဖော်ပြနေလဲဆိုတာစဉ်းစားတာကြည့်ပါတော့ဒါပေမဲ့ဒီလိုအမောင်မိုက်ဆုံးအချိန်မှတော့မျော်လင့်ချက်ရဲ့အလင်းရောင်ကလုံးဝပျောက်ကွယ်မသွားခဲ့ပါဘူးပေါလိုနာမှာသစ္စာရှိရက်တီချဲတဲ့မိတ်ဆွေတွေလည်းရှိနေခဲ့ပါသေးတယ်ဒီမှာကြည့်လိုက်ရင်မိတ်ဆွေနှမျိုးကြောင့်ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်။တစ်မျိုးကအခက်အခဲတွေ့တဲ့အခါကြောက်ပြီးထားတော့တဲ့မိတ်ဆွေတွေဖြစ်ပြီးနောက်တစ်မျိုးကတော့အခက်အခဲကြားထဲမှာအတူတူရက်တီပေးတဲ့မိတ်ဆွေဆက်တွေပါ။ Onitifor ဆိုတဲ့မိတ်ဆွေတယောက်ကတော့ပေါ်လူအဖမ်းခံရတာကိုကြားတဲ့အခါရိုမာမျိုးကိုအပြေအလွှာခီးတင်လာခဲ့တဲ့သူကအန်ဒရီကိုမချောက်ပဲပေါ်လူကိုတွေ့တဲ့အထိမလျှော့တန်းစူးစမ်းရှာဖွေခဲ့ပြီးနောက်ဆုံးမှာတော့ထောင်ထဲမှာရှာတွေ့ကအားပေးနေတစ်ခဲ့ပါတယ်။ Onitifor ရဲ့တတိရှိရဲ့လောက်ရဟာပေါ်လူတက်ကောတကယ်ကိုအမောင်တဲကအလင်းရောင်တခုဖြစ်ခဲ့ပါတယ်။လူတိုင်းကသူ့ကိုစွန့်ပယ်ထားတဲ့အချိန်မှာသူ့နားမှာရက်တီပေးမဲ့မိတ်ဆွေတယောက်ရှိနေသေးတယ်ဆိုတာကိုသိလိုက်ရတဲ့ခန်းစားချက်တန်ဖိုးဖြတ်လို့မရပါဘူး။ဒီပုံရင်ကနေကျွန်တော်တို့ဘလို့သင်ခန်းစာတွေရနိုင်မလဲ။စစ်မှန်တဲ့မေတ္တာရရဲ့အစွမ်းသက်သည့်အကြောင်းကိုနောက်ဆုံးအနေနဲ့စစ်ပြီးလေ့လာကြည့်ကြရအောင်။ဘာလို့ကသူ့ရဲ့စာထဲက Onesiphor အကြောင်းကိုသူကကျွန်တော်ကိုအချင်းချင်းအားရင်ပြန်ပြည့်စေခဲ့တယ်လို့ရေးခဲ့ပါတယ်။ဒီစကားက Onesiphor ရဲ့မိတ္တဟာယကသူ့အတွက်ဘလောက်တောင်အရေးကြီးတယ်ဘလောက်တောင်တန်ဖိုးရှိတယ်ဆိုတာကိုဖော်ပြနေတာပါ Onesiphor ရဲ့ကျင်နာမှုကပေါ်လူရဲ့အထီးကျန်နေတဲ့နှလုံးသားအတွက်စိတ်တစ်ခွက်လိုပါပဲသူ့ရဲ့မိတ္တဟာယကပေါ်လူကိုအမောင်တဲကနေအလင်းစီကိုဆွဲခေါ်သွားခဲ့တယ်လို့ပါပဲဒီပုံမြင်ကကျွန်တော်တို့ကိုလူတိုင်းဟာချစ်ချင်းမေတ္တာနဲ့အားပေးမှုကိုလိုအပ်တယ်ဆိုတာသတိပေးနေပါတယ်
ဘယ်လောက်ပဲတမ်းမာတယ်လို့ချင်ရတဲ့လူဖြစ်နေပါစေအားငယ်တဲ့အခါမှာအားပေးမဲ့မိတ်ဆွေတယောက်ကိုလူတိုင်းလိုအပ်ကြပါတယ် ဒါကြောင့်မိတ်ဆွေစစ်ဆိုတာကတော့တခြားဘာမှမဟုတ်ပါဘူးအခက်အခဲဆုံးအချိန်မှတော့ကိုယ်အနားမှာရှိနေပေမဲ့သူပဲဖြစ်ပါတယ် ကဲဒီပုံမြန်လေးကိုနားထောင်ပြီးတော့လေကိုဘွားတွေက honesty follow မစ်ဆွေတွေကအတူတွေလဲဆိုတာကိုပြန်ပြီးစဉ်းစားကြည့်ပါပြီးတော့ကိုကိုရင်ကရောတခြားသူရတာအခက်အခဲတွေ့ချင်မှအားပေးနိုင်တဲ့ honesty follow တယောက်ဖိနိုင်မလားဆိုတာကိုလည်းစဉ်းကျင်ကြည့်နိုင်ပါတယ်ခင်ဗျာ